ပြောင်းကြောင့်ငါ့ကိုငါရှက်သွားတယ်ဆိုရင်နင်အောင်မိမလားမသိဘူးတကယ်ကိုငါရှက်သွားတယ်အမှန်က2 နှစ်တောင်ကြာခဲ့ပြီပဲဒီလောက်ကြာမှတော့တစ်ဖက်ကပြောင်းလဲတဲ့အခြေအနေကိုလိုက်ပြီးငါဘက်ကလည်းပြောင်းလဲနေတာပေါ့အနည်းဆုံးဟာနင်ပြလိုက်တဲ့ပုံလေးမျိုးတော့ငါတုံ့ပြန်နိုင်ဖို့တင်တာပဲဒါပေမဲ့နင်ပြောလို့ငါမပြောနိုင်ဘူးအဲ့ဒီအတွက်ငါ့ကိုငါရှက်တယ်နင်ပြောမှငါဘာရိပ်အောင်မှမတွေ့လဲရဘူးတန်ရောက်စဉ်ရိပ်အောင်ကိုလည်းမမြင်စင်နာရိပ်ဆိုတာကိုလည်းမတွေ့တန်းတားတဲ့အနေအထားမျိုးလည်းမရှိလမ်းရိပ်ဆိုဝေးရောငါချီးကျူးပါတယ်ဒါတော့တန့်စင်တဲ့ပုံမျိုးပြုံးနိုင်လို့နှင့်ကိုငါချီးကျူးပါတယ်ငါနှင့်ကိုတူတူဝေကြည့်ရင်ကပြန်ပြုံးမြောက်ဖို့ကြိုးစားလိုက်ပါသေးတယ်ပြုံးတော့ပြုံးလိုက်တာပဲဒါပေမဲ့ငါသိလိုက်ပါတယ်ငါနှခမ်းတွေလှုပ်သွားကြပြီမဲ့အပြုံးတစ်ခုဖြစ်မသွားဘူးဆိုတာအဲ့ဒီလိုတီးလိုက်တဲ့အချိန်မှာပဲဝမ်းနဲ့မှုနဲ့တူရှက်ချောက်မှုကိုပါငါခံစားလိုက်ရတယ်ငါရှိမှလာရဲ့တဲ့နှင့်ကိုမကြည့်ရတဲ့လိုဖြစ်နေတယ်အမှန်ကတော့နှင့်ကိုအဝေးကြီးကလေးနေမှန်းသိပြီးတာပါငါဘယ်လိုလုပ်မေ့နိုင်မှာလဲလမ်းလျှောက်ဟန်ဒီလိုပုံစံကိုငါဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲနင်လမ်းလျှောက်တဲ့ပုံကတစ်မျိုးမျက်နှာကိုခက်ပိတ်မိကြော့ကြော့လေးလျှောက်တာမျိုးမဟုတ်ပဲနင်ကမျက်နှာကိုအမြဲတမ်းငဲ့ထားတာနော်ညာဘက်ကိုခေါင်းငဲ့ထားတော့ဖြန့်ချထားတဲ့စပင်တွေကညာဘက်မှာပိုရှိနေတယ်လို့ထင်ရတယ်ထပီကိုညာဘက်ခါမှာလမ်းညက်ထားပြီးတော့ညာလက်ကလည်းထပီအနားကိုခက်ရွ့ဖိထားတတ်တယ်မဟုတ်လားနင့်သမီးကအရန်ရှည်တာပဲခြေမျက်စိဖုံးတာတဲ့တောင်ကြော်ကျင်သေးတယ်ကိုနှွဲ့တာလည်းမဟုတ်ပဲရံလေးလျှောက်တတ်တဲ့နှိဟန်ကိုလေငါဘယ်တော့မှမိမှာမဟုတ်ဘူးဒီတော့လေဟိုးဝေးကလေးကနေမှန်းသိလိုက်တယ်နည်းလောက်မမြင်ရတဲ့နေ့တရံကိုမြင်တွေ့ရတော့ငါရင်တည်းဘယ်လိုဖြစ်သွားမှမသိဘူးအမှန်တိုင်းဆိုနှိကိုငါမတွေ့ချင်ဘူးဆိုလို့ဒါမှလည်းနှိကိုတွေ့ရင်ခံစားလိုက်ရမယ့်ဝေဒနာကြီးကိုငါကြောက်လို့ပဲဒါပေမဲ့ဘယ်နဲ့လုံးမလဲငါရက်နေရကနေစစ်ဆက်လျှောက်ရင်နေနဲ့ပိုနီးမယ်နောက်ကိုလျှောက်လဲလို့လည်းမဖြစ်ဘူးခုစားကောင်းဆိုတဲ့လာလန်းပြန်လန်းတလန်းမရှိတဲ့ညကမ်းမချင်းမဟုတ်လားငါနောက်ဆုတ်သွားလို့မှမဖြစ်ပဲအပြန်လန်းကိုဆက်လျှောက်ဖို့ကြတော့နင်းကလျှောက်လာနေပြီဘာလို့ရမှန်းမသိတဲ့တူတော့ရက်နေလိုက်တာဟာကောင်းဆုံးပဲလေနင်းကိုအဝေးတုန်းကလမ်းမြင်မှာမဟုတ်ပါဘူးနင်းလမ်းလျှောက်ရင်နင်းရှိနှကိုက်လောက်ကိုမြေပြင်ကိုပဲငေးကြည့်တတ်တာမဟုတ်လားငါကတော့ပြင်မယ်လို့လက်မိတ်ကိုခြေစထားတဲ့သူဒီတော့ငါစမြင်တယ်နင်းတော့မသိဘူးငါတော့မြင်ချင်းတုံလို့သွားတာပဲနင်းစီကမျက်နှာလဲပြီးရှေ့ကမျက်ပင်တွေကိုငေးကြည့်နေမိတာနင်းကမြင်ကွင်းထဲရောက်လာတဲ့ထိပဲလေငါ့ကိုလမ်းမြင်ရင်နင်းလာလမ်းကိုများပြက်လဲမလားလို့ပထမတွေးမိသေးတယ်ဒါပေမဲ့နင်းကပညာရှိပဲလူမိုက်လို့ကိုမလုပ်ဘူးဆိုတာတွေးမိပါတယ်စမြင်တော့ကဆိုရင်ပြုံးပြမလားဘယ်လိုပြုံးမလဲစဉ်းစားထားတယ်စဉ်းစားလို့မရဘူးနင်ကတော့တော်ပါတယ်ဟာတိုင်းရင်ဟန်လည်းမိတ်ဆွေပြုံးနေတာငါ့ကိုနှုတ်ဆက်တတ်ပြီပဲတယောက်ထဲလားကြည်စမ်းနင်ငါရင်နဲ့ဘယ်လိုဖြစ်သွားမယ်ဆိုတာနင်တွေးမိရဲ့လားမေးရလိုက်တာနင်မင်းငါ့ကိုတယောက်ထဲထားပြစ်ခဲ့ရမို့လားဒီတခါတော့ကောင်းချင်းဖြစ်ပါတယ်နော်နင်ကိုကျေးဇူးတင်ပါတယ်ငါနှုတ်ဆက်ရက်ခက်ပြောင်းရက်ခက်နေတဲ့ဒီအချိန်မှာနင်ကစနှုတ်ဆက်လို့ရင်လဲနာရပါတယ်တယောက်ထဲလားလို့မေးခံရတဲ့ဝေဒနာကတယောက်ထဲထားခဲ့လို့ခံရတဲ့ဝေဒနာနဲ့မထူးပါဘူးဟာရင်နာနာနဲ့နှင်းကိုငဲ့ပေးတဲ့ချိန်မှာငါလက်ဖြားတွေအစ်ဆက်လာလို့ငါလွယ်အိတ်ကိုတင်းတင်းဆုပ်ကန်လိုက်ရတယ်တုံရင်နေတဲ့ငါထက်နှခမ်းကြောင်လားဝေဒနာရိပ်လွှမ်းနေတဲ့ငါမျက်လုံးချက်လားဟန်လုပ်ပြီးခမမောရက်နေပြီမဲ့ရိုင်ရွက်နေတဲ့ငါဟန်အစ်စ်ကိုငါနင်းတွေ့သွားလို့လားလက်အိတ်ကိုပဲဖိစိတ်ထားတဲ့ငါလက်တွေကနေတဆင့်လှုပ်ရှားနေတဲ့ငါစိတ်ကိုရိပ်မိသွားလို့လားကွက်ကွက်ပြပြတော့မသိဘူးအဲ့ဒီထဲကတစ်ခုခုကြောင့်ပဲထင်တယ်။နင့်ပြုံးကမိန်သွားတယ်။နောက်ပြီးငါအထင်ကတန်ရုံးစင်ကြီးကလေးကိုလည်းနင့်မျက်လုံးမှာတွေးလိုက်ရတယ်လို့ပဲ။ဒီနေ့အတွင်းမှာနင့်ပုံစံကဘာမှမပြောင်းလဲပါလား။စပင်ကိုအရင်ကတော့ငါလိုနှစ်ဖူးပေါ်အားလုံးသိမ့်ပြီးနောက်ကိုလန်ထားတယ်။နင့်နှစ်ဖူးကအရင်လိုရှင်းနေတော့မယ်။နေတစ်စက်နှစ်ဖက်ရှိမှတော့အရင်လိုစပင်တွေအုပ်ပြီးကြနေတယ်။မျက်ခုံးကလည်းခပ်ပါးပါးခန့်မြင်မြင်ပဲ။အရင်ကလိုပဲ။ဘာမှထပ်ဆွဲထားတာမရှိဘူး။အိုးဘာမှကိုမပြောင်းလဲသေးပါဘူးလေ။ပြောင်းလဲတာကတော့အချိန်တွေရဲ့နှင့်သဘောထားတွေရဲ့။အော်ကြည့်ပါဦး
နေ့စပင်မှာစကယ်ဝင်းဖြူလေးတွေကအရင်လိုပါပဲလားစကယ်ဝင်းလေးတွေကိုငါငင်းမိညာအကြာကြီးပဲငင်ကလည်းငါ့ကိုငင်းနေပါတယ်နင်ဘာတွေတွေးနေမလဲငါပုံစံဘာမှပြောင်းလဲတာကိုနင်တွေးနေမှာပေါ့ငါစပင်ကိုအရင်လိုညာဘက်ကခွဲထားသလားနင်ကြည့်မယ်အင်ကြီးလက်ကိုကျယ်ရီမတက်ပဲအရင်လိုဖွေးရိုးဖားရချထားမလားနင်ကြည့်မယ်အပေါ်ဆုံးရင်ဘက်ကျယ်ရီကိုအရင်လိုဖြုတ်ထားလားနင်ကြည့်မယ်လက်အိတ်ကိုအရင်လိုပခုံးစလဲတိုင်းလွယ်သေးလားနင်ကြည့်မယ်ဖြေနိုင်တယ်မဟုတ်လားစကယ်ဝင်းလေးတွေရှည်ကနေနှိမ့်မျက်နှာစီကိုအကြည့်ပြောင်းလိုက်ရတယ်ပြီးတော့ဆယ်တန်းဆောင်မေးကိုရည်ရွယ်ပြီးမေးလိုက်တယ်ဆိုတာငါသိပါတယ်ငါ့ရင်ထဲမှာဆူရှသွားတယ်ဘာဖြစ်လို့နာတာလဲငါခန္ဓာကိုယ်တိတ်တင်းငယ်သွားတယ်လို့ပဲကဘာမြေကြီးကကြီးငါကတေးသေးလေးရဲ့ငါ့နှခမ်းကိုအပေါ်သားနဲ့ဖိကိုက်မိတယ်လို့ထင်လိုက်တယ်ငါခန္ဓာကိုယ်ကတွေးနေပူလာတယ်လို့ထင်ရတယ်အကြာကြီးငေးကြောင်နေမကောင်းတဲ့လို့ခေါင်းကိုဖြည်းဖြည်းရမ်းပြလိုက်တာပါနင်ဘာဖြစ်လို့မျက်လာချတော့တာလဲဘာဖြစ်လို့ပင်သက်ရှက်လိုက်တာလဲငါဆယ်တန်းမဖြစ်နိုင်လို့စိတ်မောစရာနေ့မှမရှိတော့ဘူးပဲအော်ငါနင့်ကိုစကားတစ်ခွန်းမှမပြောရသေးဘူးနော်ချောင်းကဘယ်နှစ်ရက်ပိတ်တာလဲဒီမိကုန်းကိုငါခက်ခဲမေးရတယ်ဆိုတာနင်သိမှာပါ3 လဖိုင်နယ်ဖြေပြီးလို့ပိတ်တာဘယ်နှစ်နေ့ရောက်ပြီလဲအခုပြန်သိရင်တက် MB တတိယနှစ်တစ်ဖက်ကိုတစ်ဖက်ဆုပ်ကင်ထားတဲ့နေ့လက်ချောင်းလေးတွေကိုငါငိမ့်နေမိတယ်လက်သေးကတိတိရိရိကိုကိုက်ဖြတ်ထားတာတွေတွေ့လို့အရင်လိုပဲဆိုတာတိလိုက်ရပြန်တယ်ဟောဒီဖူစာကုန်းမှာပဲဟောဒီစီးစားချိန်မှာပဲအဲ့ဒီလက်ချောင်းဖြူဖြူလေးတွေကိုငါဆုပ်ကင်ရင်လမ်းလျှောက်ခဲ့ဘူးတယ်နှင်းလက်ကလေးတွေကနွေးနွေးလေးပျော့ပျော့နဲ့လေးတွေအဲ့ဒီနွေးတက်လေးတွေကခုတိမ်တိမပြေသေးဘူးဆိုရင်နေုံဝမလားနေပတ်နေကြစကပန်းရဲ့နံလေးဟာလည်းငါရှိမှအမြဲတင်းပြတ်နေတယ်ဆိုရင်နေုံပါမလားနင်တိတ်ပိန်သွားတယ်နော်နေမကောင်းဘူးလားပိန်နေအိုးငါ့ကိုပိန်နေလို့အထူးတတိမပြောကြတာနှစ်တောင်ရှိသွားပြီပဲဒီနှစ်အတွင်းငါပိန်သွားတယ်လို့မှတ်ချက်ချတာနင်ငါပထမဆုံးပဲကောင်းပါတယ်ကျမ်းမာရေးကိုလည်းကြူးဆိုင်အောင်နော်လူကတအားကိုနှွဲ့သွားတာပဲအော်နေတော့ဆရာဝန်မကြီးဖြစ်တော့မယ်အရင်လိုချိန်မျိုးလေးဆိုရင်တော့စိတ်ကူးပေးမဲ့သူရှိပြီးတာလို့ပြောဆက်ဆက်နဲ့ပြောမိပါပဲခုတော့ဘယ်လိုပြောရမလဲနှခမ်းတင်းတင်းစိတ်ပြီးအတိတ်ကစကားတန်တွေကိုစွမဲပြစ်နေရတယ်စိတ်ဆိုးသွားလိုက်ရင်ငါကအိုးမဟုတ်ပါဘူးကြည့်ပါအောင်ဒီမျက်လုံးလေးတွေပေါ့ငါဒေါသကိုခြေမပြစ်ခဲ့တာဒီလိုပဲဝှေ့ကြည့်လိုက်ရင်ငါရင်တွေကဒေါသတွေဘယ်ရောက်ကုန်မှမသိတော့ဘူးတကယ်ဆိုငါနှီးကိုဘလောက်နာကြည့်ခဲ့တယ်လဲငါပြောမစိုးနဲ့သစ်စိမ့်ချိုးခဲ့တာဘာလို့လဲစာရီတစ်စောင်မှမပြန်မဲနှားရီများကြီးနှိစက်ထားခဲ့တာဘာလို့လဲစိတ်မချလို့မနေနိုင်လို့မန္တလေးထိလိုက်လာရခဲ့သူကိုမယုံလို့လားဆိုပြီးစိတ်ကောက်ခဲ့တာဘာလို့လဲမန္တလေးကိုမလာရဘူးနေမဲမိတ်ထုတ်ခဲ့တယ်ငါနောက်ထပ်တစ်နေ့ထပ်ချမှဆိုလို့ပေါ့လေငါမန္တလေးကပြန်လာတော့ရောနင်စာလန်းရေးခဲ့လို့လားနင်ကျောင်းခဏပိတ်လို့ရေနံကျောင်းကိုပြန်ရောက်တဲ့ချိန်မှာလာနေကြနေရကိုလာဖို့ပြက်ခတ်ခဲ့ရတယ်နေပဲတုံးရဆက်တိုက်မလာလို့အကျိုးကြောင့်မေးတော့မျက်နှာစိမ်းချေထားတာဘာတူလဲငါဆေးတက်ကလေးမရောက်နိုင်မသိလဲနဲ့ဆရာဝန်ဖြစ်အောင်ကြိုးစားခိုင်းတဲ့နေ့စီလနာကိုငါကြောက်ပါတယ်ငါပကြီးဆရာကြပြဆရာဖြစ်ချင်မှန်းစာကလေးကနေတည့်ရနဲ့နောက်ပြီးအိုးဒါရီယာလမ်းခွဲဖို့ကြံပြတ်တရှာတာပဲဆိုတာအဲ့ဒီတော့ငါမသိခဲ့တာငါညံ့လို့ပေါ့နင့်ကိုငါယုံခဲ့တာဟုတ်နင်ပြန်ကန်ဒီမှာငါစီကနင့်စာတွေပြန်တောင်းခဲ့တာလေငါဘယ်တော့မှမမေ့ဘူးကြည့်ပါဦးခွရက်နေရင်နဲ့ဘာဖြစ်လို့ရင်နာလာရတာလဲဒီเจ้าနေပြန်စဉ်းစားရင်ငါရင်ငါဘာဖြစ်လို့လိုက်လာရတာလဲနန်းနစ်ဆိုတဲ့ချိန်ဟာလဲငါတန်ရာကိုမကုစားနိုင်ခဲ့ပါလားငါနင့်ကိုအကြာကြီးကြည့်နေမိတာပဲငါမျက်စိလွဲပြင်းတင်တာတည်ပါတယ်ဒါပေမဲ့နင့်မျက်နှာပေါ်ကနေအကြည့်ကိုမဖယ်နိုင်ဘူးငါမျက်စိလွဲပြင်းတင်တာငါသိပါတယ်ဒါပေမဲ့နင့်မျက်နှာပေါ်ကနေအကြည့်ကိုမဖယ်နိုင်ဘူးငါရင်ခွင်ထဲကနေဘယ်သူမှလူမပြေးနိုင်အောင်တအားဝက်ပြီးကာထားခြင်းနဲ့နင့်ကိုဘယ်မှမတွန်းအောင်လှုပ်ထားခြင်းနဲ့မစိမ်းရဘူးမပြေးရဘူးလို့အော်ပြစ်လိုက်ခြင်းနဲ့ဟောဒီလွယ်ကလေးတွေနင့်ကိုထည့်ထားလို့ရရင်တိတ်ကောင်းပါဘယ်တော့မခွဲဘူးအိုးငါဘာတွေရှောက်တွေးနေရလဲဒီငါလွယ်အိတ်ထဲမှာနေရှိပါတယ်တကယ်နင့်မုံနူပကြီးလေနှစ်ခုတောင်းပါပဲအခုနေထုတ်ပြောင်းလိုက်ရင်ဘလို့နေမလဲပကြီးဆွဲသေးလားကြည်စံငါတွေးနေနေတွေးနေဆင်လိုက်တာစိတ်ချင်းဆွတ်နေရလားလူချင်းပြန်ပြီးဖို့
နမိတ်လားခေါင်းအတန်ညင်ရင်လက်ကဘလူရောက်သွားလည်းမသိဘူးလွယ်ထဲကခက်ပုံတို့တပုံရေဆွေးနောက်တပုံနှက်ပုံတို့နှစ်ခုကိုထုတ်ပြမိတော့တာပဲပြုံးတစ်ပြုံးနဲ့နှခမ်းမလေးဝိုင်းတော့တာငါတတိထားမိတယ်နှင်းမျက်လုံးလေးဝေတော့တာငါသိတယ်နှင်းကိုယ်လုံးလေးနှွက်နှွက်ရိုင်တော့တာငါသိလိုက်တယ်အိုးတူးတူးကလေးအတန်ကြီးရွတ်တန်ကိုငါကြားလိုက်ပါတယ်ငါ့ကိုငေးကြည့်နေတဲ့အကြည့်တွေထဲမှာတန်ရုပ်စင်ကိုငါမြင်ပြီးခင်တွယ်မှုကိုငါမြင်ပြီးတန်တာမှုကိုလည်းငါပြန်တွေ့ပြီနောက်ပြီးတော့အလန်းတွေအများကြီးကိုငါတွေ့လိုက်ပြီလေ။အိုးနင်ချီရငါ့ကိုရင်ခုန်စေတယ်။နင်လည်းရင်ခုန်နေတယ်မဟုတ်လား။ဒီစာရွက်ကိုကင်ထားတဲ့နေ့လက်ချောင်းတွေတုံရင်နေတာငါမြင်တယ်။ငါ့ကိုငေးရကနေငါရဲ့ဘယ်ဘက်ကိုလမ်းငင်းလိုက်တဲ့နေ့မျက်လုံးမှာမျက်ရည်ဝဲဝဲလေးတွေကိုလည်းငါမြင်လိုက်ရတယ်။နင်ငေးရကိုငါလမ်းကြည့်မိလိုက်တယ်။ပြုံးဆိုရင်ထဲဟာသွားတယ်။နေရဟာဟုတ်တယ်နော်။ကမူထိတ်လေးလေ။နင်နဲ့ငါနဲ့ဟိုးတိတ်တုံးကအတူထိုင်ခဲ့ကြတဲ့နေရာလေးပါ။ဒီကမူလေးကိုကြည့်ပြီးဘာဖြစ်လို့လက်ဖြားတွေအေးလာရပြန်တာလဲတကူလုံးဘာဖြစ်လို့ပျောက်ခွေသွားရတာလဲလူမျိုးတန်းတဲ့ဝေဒနာပဲထင်ပါရဲ့ငါရင်ထဲမှာပြန့်နှံ့ကုန်ကြပြီနင်းနဲ့ငါနဲ့ကြည်ကျွန်းပြန်ဆုံနေနောက်တော့နင်ကပဲခြေလန်းစားတာလားငါပဲအလင်းခြေလန်းစားတာမသိဘူးဘသူကအရင်ဦးတလဲမပြောတတ်ဘူးတိလိုက်ရတာကနင်းနဲ့ငါနှစ်ယောက်စလုံးကမူစွန်းလေးကိုသွားနေမိတယ်ဆိုတာပဲအဲ့ဒီရောက်တော့နှစ်ယောက်တာရှင်းတိတ်တိတ်နဲ့ပဲခက်ခေါ်ကထိုင်မိလိုက်ကြတယ်။နင်ကောင်းအောင်ငုံထားတယ်။နှင်းစပင်းနေခါထောင်ချုံနေပြီပဲ။နှက်မောင်ပြီးဖွာနေတယ်။လာလိုက်တာဟာနှက်မောင်နဲ့နှက်ခံပေါ်မှာအဖြူရောင်ပန်းမွေလေးကထင်းနေရပဲ။နင်ဘာဖြစ်လို့ငြိမ်နေရလဲ။နင်နဲ့ငါလိုပဲပျော်လေးပြန်တွေးနေမှာပဲနော်။ပျော်ရတဲ့ချိန်လေးတွေကတစ်တလုံးပြန်မြဲနိုင်တော့ပါလား။တို့တွေဟာဒစိမ့်ပြင်းပြင်းဖြစ်နေကြပြီနော်။ဒါတွေကအိမ်မက်မက်နေတာဆိုရင်ဘယ်လောက်ကောင်းမလဲ။မဖြစ်နိုင်မှန်းတည်နေပါတယ်လေ။ငါမျိုးတောင်းမှန်တဲ့ကြားကခြေစုံကန်သွားတာကိုနင်ကငါစိမ့်စိမ့်ကကကြီးပြောချင်တဲ့လွန်ခဲ့တဲ့နှစ်ကမပြောလိုက်ရတဲ့စကားတွေကိုအားရပါရပြောချင်တယ်ဖြစ်နိုင်ရင်တော့လေနင်ပခုံးနှစ်ဖက်ကိုတအားဆုံးကန်ပြီးဆောင်းဆောင်းလို့ရင်မေးချင်တယ်နင်ဘာလို့လွတ်ပြစ်ခဲ့ရလဲလို့ဟော်ရီဖူစာကုန်းမှနေမကရေနံချောင်းတစ်မျိုးလုံးတွန်းသားတော့တဲ့အတန်နဲ့အော်ပြစ်ချင်တယ်နင်တိတ်ဆိုးပါလားစင်ကြီးရဖို့အတွက်ငါချစ်တဲ့ကြပြားနဲ့ပကြီးကိုဝေဖန်ခဲ့ဆွလွတ်ခိုင်းခဲ့တာလေဟိုတုန်းကငါကြပြားရေးတာပကြီးဆွဲတာကိုနင်မသိဘူးလားဟော်ဒီဖူစာကုန်းမှာရောကျောင်းကန်းထဲမှာရောကျောင်းဝင်းထဲကဓမ္မပင်အောက်မှာရောငါလေအိတ်ထဲကငါကြပြားတွေဖတ်ခဲ့တာမိပြီလား